စောစောပြောလို့ပေါ့နော်အချိန်နဲ့လဲလို့ကျွန်တော်ကဥခင်ကြီးပါကျွန်တော်ကဟိုလဘကဝင်ကြည့်ပါကျွန်တော်ဘယ်မှာထားဟိုဌာနတော့ဟိုကျွန်တော်အခြားလုပ်ငန်းတွေကတော့အခုကနေ့ပြောသူစင်နေနေဖော်ဆိုရေးလုပ်ငန်းကော်မတီမှာအဖွဲ့ဝင်ပါတော့ကျွန်တော်က KNU နေနေဘက်ကိုအထူးကူညီပြီးဆောင်ပေးပါတယ်ဒီဝန်ကြီးဦးမြတ်တော့ဝေးရဝန်ကြီးသူကလည်းကျွန်တော်လိုပဲကျွန်တော်တို့ကလည်းတပတ်စင်နေပဲနေချင်းနေပဲသူကတော့ကချင်ပြည်နယ်ပဲကချင်ပြည်နယ်ကတိုက်ဖို့လုပ်ခဲ့ဘူးတော့ဟုတ်ကဲ့ KNU နဲ့ပတ်သက်တဲ့ဘက်ကိုသူကတာဝန်ပြီးဆောင်ပါတယ်ဟုတ်ကဲ့ဦးရထွက်ကခုနပြောတဲ့ပြည်နယ်ပြည်တော်စုဟိုပြည်တော်ဒုဝန်ကြီးဖြစ်တယ်နောက်ပြီးတော့နိုင်ငံတော်ပြောရေးဆိုခွင့်ရှိပြီပါကျွန်တော်လည်းမကြီးနားမှာနေရကြာပြီဟုတ်ကဲ့ကျွန်တော်လည်းခလာ30တူရရှိပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ကဘာရှင်းပြအောင်လဲဘာသိကျင်လဲနော်ဒါလေးပါဟုတ်ကဲ့โอเคဒါဆိုကျွန်တော်ပဲစဟုတ်ကဲ့ပါတိကျပါပါဟုတ်ကဲ့ကျွန်တော်တို့ဒီသမရကြီးရဲ့ဒီ European ခီးစဉ်မှာဟုတ်ကဲ့ပြောဆိုတဲ့ဒီ European ဒီ foreign body ဟို parliament နော်ဘရာဇီးမှာပြောတဲ့ထက်မှာအမတန်နှိမ့်ချိုက်အားရပါတယ်သမပြည်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာအဆွမ်းကုန်ကြိုးစားနေတဲ့ဆိုတဲ့အကြောင်းနောက်ပြီးတော့ဒီမှာအဲ့ဒီခုနပြောလို့တွစ်ဆုံနိုင်ငံရေးရညှိနှိုင်းအဖြေရှာမှုနဲ့လှုပ်ဆောင်မယ်ဆိုတဲ့အကြောင်းဟာလာ10ဘွဲ့တဲ့မနေ့ဟာလာအပြစ်ခိုက်ငင်းချမ်းရေးအပြစ်ခိုက်ရဆဲရေးတွေလှုပ်ထားပါတယ်ဆိုတဲ့အကြောင်းကချင်ဖွဲ့နဲ့ကြိုးစားပါတယ်ဆိုတဲ့အကြောင်းအဲ့တော့ကျွန်တော်တို့ကဒီကျွန်တော်တို့ပေးစာမှာလည်းအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ကဟာတယ်နည်းနည်းတွေ့လိုက်တယ်ကအငင်းပွားမှုဟာတယ်ပေါ့နည်းနည်းပေါ့နော်ဆင်ကြီးဆင်လဲလေးတချို့ရှိပါတယ်ဘာကြောင့်လဲဆိုတော့ခုနကသမရကြီးဒီအစွမ်းကုန်ကြိုးစားနေတယ်ထာဝရငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရွေးတယ်ဆိုတာကိုကျွန်တော်တို့ဟာလာတတိယယုံကြည်ပါတယ်သို့တော်ညာလည်းခုနပြောသလိုတွစ်ဆုံဆွေးနွေးရေးနဲ့အဖြေရှာရေးဆိုတဲ့နေရာမှာဒီနေ့ကချင်ဒေသမှာနှစ်ပေါင်းခုနပြောလပေါင်း22လကြာပြီဖြစ်တဲ့ဒီကချင်တိုင်းရင်းသားပြဿနာကိုစစ်ရေးရဒါလည်းအပြတ်ချေမုံရင်းနဲ့စစ်အရှိန်ဟုန်မြင့်တာတွေဒီဇင်ဘာလအတွင်းမှာလေမြန်အဖြစ်ဘုံကျဲတိုက်ခိုက်တာတွေဟာလာဒီခုနပြောသလိုသမရာကြီးကိုယ်တိုင်အမြဲတမ်းကြွေးကြော်တဲ့အရေးကြီး3ပါးဆိုတဲ့အရေးမှာတိုင်းရင်းသားစီးရုံးညီညွတ်ရေးနဲ့ဟာလာဒီခုနပြောလို့တိုင်းပြည်ရဲ့အချုပ်အခြာဟာလာဒီမြဲရေးစသည်အဖြစ်ပြည်သူလူထုကိုကြည့်ရှုရမယ်ဆက်အခုလိုတိုင်းရင်းသားပုံမှာနိုင်ထက်ကလူပြုနေမှုဟာသမရာကြီးပြောတာနဲ့တခြားမြန်ဖြစ်နေသလားပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ကဟိုဒီခုနဒီနေ့လက်ရှိအနေအထားတွေသုံးသပ်ပြီးတော့ကျွန်တော်တို့ကသမကြီးပေးစာကိုရေးရပါတယ်နောက်ဒုတိယကျွန်တော်မေးချင်တဲ့တစ်ချက်ကတော့ဒီခုနဥခင်ကြီးတို့ရဲ့ခုနငင်းချမ်းရေးအရင်ပြစ်ခတ်ရဆဲနဲ့ငင်းချမ်းရေးပေါ်ဆောင်ရေးကော်မတီမှာနောက်ဆုံးကျွန်တော်တို့ပြည်တော်စုအဆင့်ငင်းချမ်းရေးဆိုပြီးတော့မေလ3ရက်နေ့မှာခေါင်းစဉ်တက်ပြီးတော့ထုတ်ပြန်တဲ့အချက်8ချက်ပုံမှာကျွန်တော်တို့ကအများကြီးစဉ်းစားစရာတွေမေးစရာတွေရှိလာပါတယ်သူသဖြင့်တော့ပြည်တော်စုအတွင်းအတူတူကပူးပေါင်းနေထိုင်ရေးပြည်တော်စုမှမခွဲထွက်ရေးဆိုတော့ညင်းစရာမရှိပါဘူးကျွန်တော်တို့တိုင်းသားများမခွဲပါဘူးကျွန်တော်ကရင်ကိုစားပြုပြီးတော့ရေလုံးမပြောနိုင်ပါတယ်ကရင်ဒီမခွဲပါဘူးနော်ဆိုပြီးတော့ကျွန်တော်တို့ပြည်တော်စုမပြူမကွဲရေးအချုပ်ရတည်မြဲရေးဒါအရေးသုံးမှကျွန်တော်တို့လုံးဝအုံတုံသဘောတူတယ်သို့တော်ညာလဲခုနအခြားစီးပွားရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တဲ့နေရာမှာနိုင်ငံရေးအရသဘောတူညီမှုမရဘဲနဲ့အခုအပြစ်ခတ်ရဆဲရေးပြီးတာနဲ့အခုနိုင်ငံတော်အစိုးရလုပ်နေတဲ့အဲဒီခုနပြောလို့ဟိုဖြစ်စဉ်တချို့မှာကိုကပြစ်ခတ်ရဆဲကိုခုနပြောလို့ဟန်ပြသဘောလုပ်ပြီးတော့ကငြိမ်းချမ်းရေးနဲ့ခုနပြောလို့နားလည်မှုငြိမ်းချမ်းရေးနိုင်ငံရေးရနားလည်မှုတစုံတရာမရှိဘဲနဲ့ဖွံ့ဖြိုးရေးနဲ့စီးပွားရေးအတူပူးပေါင်းလုပ်ဆောင်ဖို့တို့နောက်ပါတီထောင်၍နိုင်ငံရေးရပူးပေါင်းရေးတို့နောက်ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်တို့ကလွတ်တော်တဲ့လာပါတို့အလိုမျိုးအဆင့်ကျော်တဲ့အဆင့်တွေကိုဖိတ်ခေါ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒါကိုလက်ခံနိုင်တဲ့လက်မခံနိုင်ဘူးဆိုတာပြောချင်တယ်နောက်တစ်ချက်ကတော့ဥပဒေဘောင်တဲဝင်ရေးတို့နောက်ပြီးတော့အခြားတမတော်တစ်ခုတည်းဖြစ်ရေးတို့ဒီအဆင့်တွေကပို့ပြီးတော့ခက်လာပါတယ်နော်အဲ့ဒါကြောင့်မလို့အဲ့ဒါဝန်ကြီးတို့အနေနဲ့ကဒီအပြစ်ခတ်ရက်စဲနဲ့ငြင်းချမ်းရေးဖော်ဆောင်ရေးမှာအဲ့ဒါလို့ဒီမေလာကထုတ်တဲ့ပြည်တော်စုအဆင့်ငြင်းချမ်းရေးဆွေးနွေးတဲ့အချက်၈ချက်ဒီတိုင်းသားများအတွက်အတော့ကိုသဘောတူရခက်နေတဲ့အတွက်အဲ့ဒါမျိုးဖိအားပေးပြီးတော့ဒီဘက်ကတစ်ဖက်ဟိုခုနတွေ့ဆုံဆွေးနွေးရေးပုံမှာမပြေလည်နိုင်ဘူးလို့ယူဆတယ်ဒါကြောင့်မလို့ဝန်ကြီးတို့အမြင်လည်းသိပြရတယ်ကောင်းပါပြီကျွန်တော်လည်းသိပါနော်အဲ့တော့ဒီပထမဆင်းရဟိုကချင်ပြည်နယ်နဲ့ပတ်သက်တဲ့ကိစ္စပါဒါကတော့ကျွန်တော်တကယ်ချင်းအိုးပြတော်များဆက်ပြောတော့ပါအဲ့တော့ကချင်ပြည်နယ်တက်ပြီးတော့ပတ်သက်ပြီးတော့နောက်ဆုံးအခြေအနေကတော့ဆိုတော့မိတ်ဆွေကြီးပြောတယ်မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဟိုစီရအရှိန်မြင့်တာလေးတွေလို့ရှိပါတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဟိုတပ်ပေါ်သားဆိုတော့လေဒီတိုက်တဲ့ခိုက်တဲ့ဆိုတဲ့ကိစ္စတွေကရဆိုပြီးတော့ကျွန်တော်တို့ဒီချက်ချင်းကျွန်တော်မော်တော်ကားပရိဥဒလို့ရတယ်လည်းခက်တာပေါ့ခဲတော့ဟိုအောက်ချီကတော့အပေါ်ကတော့အမိပေးတာပေါ့အောက်ချီကတော့
သူအချို့ကလည်းအနေထားမကောင်းတော့လည်းဘာနဲ့ကြတယ်ဒီလိုတိုက်ကြခိုက်ကြတယ်ရှိကြတာပေါ့အဲ့တော့အခုကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်မှတ်ပြီးတော့ February 9 ရက်နေ့ကိုအောင်ပေးတယ် February 9 ရက်နေ့မှာ4 ရက်နေ့ကိုအောင်ပေးတယ်နော်အဲ့တော့ရွှေလီမှာတစ်ချိန်ကျွန်တော်တို့ထပ်ပြီးတော့ဘက်ကဘယ်သူကောင်ကောင်မလို့နဲ့ဒီဘက်ကဥအောင်မင်းတို့ဦးပြီးတော့တစ်ချိန်ထပ်တွေ့လိုက်တယ်အခုကျွန်တော်တို့ဒီ Australia ခီးစဉ်မတိုင်ခင်လေးမှာပဲ17မှာတစ်ခါထပ်ပြီးတော့တွေ့လိုက်တယ်ဆိုတော့အတူချုပ်လို့ရှိရင်လက်ရှိအခြေအနေကတော့ကျွန်တော်တို့ကအပြစ်ကရဆက်တဲ့အစီအစဉ်ကြောက်သွားတယ်ဆိုတော့ကချင်ပြည်နယ်မှာပြစ်တာကတ်တာမရှိတော့ဆိုတော့ဖြစ်တာပေါ့အဲ့တော့ဒီမှာကျွန်တော်တို့က peace process ကိုဒါလည်းအားလုံးသိပြီးသားတယ် peace process ကိုပြောမယ်ဆိုရင်ပထမအဆင့်ကဒါ theory ရတော့နော်ပထမအဆင့်ပြီးဒါ ceasefire ဖြစ်ရတယ်ဒါမှလုပ်လို့ကြတယ် ceasefire ကိုတကယ်ခိုင်မာတဲ့ ceasefire ပြီးတော့ကျွန်တော်လုပ်ရမယ် ceasefire ပြီးသွားရင်သူ second stage ကဘာလို့တက်ရလဲဆိုတော့ဒီဘိုင်းတွေကိုတက်ရမှာပေါ့ဒီဘိုင်းဆိုတော့ဒီနေရာတွေကိုကျွန်တော်တို့သွားလို့ပြုလို့ရအောင်နော်ကျွန်တော်တို့ဒီ mission နဲ့လုပ်တာဒီဒီ mind နဲ့ပြီးလို့ရှိရင်ဒါကျွန်တော် theory ပြပြတာပါ relocation တို့ resettlement တို့တပ်ဖွဲ့တွေသက်ဆိုင်ရာတပ်ဖွဲ့တွေ IDPs refugee တွေဒီလိုတွေကျွန်တော်တို့နေရာချပြီးတော့မှသူကဟာလာsustainable development ဆိုတဲ့ဘိုင်းကိုကျွန်တော်တို့သွားပါဒီလိုကျွန်တော် step နဲ့ကျွန်တော်အစဉ်အဆက်ကျွန်တော်သွားနေတာဖြစ်တာပေါ့လေအဲ့တော့အခုလက်ရှိအခြေအနေကနိုင်ငံတော်သမ္မတကြီးကသူကျွန်တော်တို့ဒီ2019ခုနှစ်မလ30နေ့နိုင်ငံကိုတာဝန်ယူပြီးတဲ့အခါမှာကျွန်တော်အနေနဲ့အလွတ်သဘောပြောရရင်ပေါ့နော်နိုင်ငံတော်ကသူကကာလနှစ်ပိုင်းပြီးတော့အလုပ်လုပ်နေတယ်လို့ကျွန်တော်ဒီလိုမြင်တာဒါကျွန်တော်ရဲ့ personal စာချက်ပါပထမချက်ကဘာလဲဆိုတော့တိုင်းပြည်ကို rules of law ဖြစ်အောင်လုပ်တယ် rules of law တရားဥပဒေစိုးမိုးရေးဖြစ်အောင်လုပ်တယ်အဲ့ဒီဘက်မှာသူကနှစ်ပိုင်းခွဲလိုက်တာဒီ rules of law မှာပါလဲဆိုတော့ဒီကျွန်တော်တို့ all inclusive လို့ခေါ်တယ်အားလုံးပါဝင်နိုင်မှုရှိအောင်ဆိုပြီးတော့ဆောင်ရွက်ခဲ့တဲ့အပိုင်းတစ်ပိုင်းဒါလည်းပြကျွန်တော်တို့လားပါတီဆိုတစ်ချိန်တော့တကယ်ကိုအတိုက်ခံဖြစ်ခဲ့တဲ့ပါတီတွေအခုကျွန်တော်တို့ပေါင်းပြီးတော့ကျွန်တော်လွတ်တော်လည်းမှာလုပ်ကြတာပဲရှိတယ်ဒါကိုကျွန်တော်အသေးစိတ်မပြောတော့ဒုတိယပိုင်းကတော့ခုနပြောတယ်အင်္ဂလိပ်လို national reconciliation အမျိုးသားရင်ကြားစီရေးလို့ပြောတကယ်ကိုအောင်ဆိုင်ပြောဆောင်ခဲ့တယ်ဆောင်ရွက်ခဲ့တော့ခုနကမိတ်ဆွေပြောသလိုပါပဲတကယ်အဓိကကြားတဲ့အဖွဲ့က17ဖွဲ့ရှိတယ်ပေါ့နော်အသေးစိတ်ရှိတယ်17ဖွဲ့မှာလွန်ခဲ့တဲ့2လ3လလောက်တည်းကတော့10ဖွဲ့နေရကျွန်တော်တို့ကခုနပြောတယ်ဟာလာအပြစ်ကရတဲ့အစီအစဉ်ရောက်တယ်ကျွန်တော်ဆိုလို့ရှိရင်ဒါ KP ပြည်မှာ2017ခုနှစ်ဇန်နဝါရီလ6ရက်နေ့17ခုနှစ်ဇန်နဝါရီလ6ရက်နေ့တဲကကျွန်တော်တို့ဒီပြည်နယ်အဆင့်အပြစ်ကအစီချင်းအဆင့်ကိုကျွန်တော်တို့လက်မှတ်ထိုးပြီးခဲ့တာဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းတပ်မတော်သားဘောတော့ KP ပြည်မှာတာဝန်ထမ်းဆောင်ခဲ့တယ်ကျွန်တော်ကိုယ်တိုင်အဲ့ဒီမှာဒဏ်ရာတွေပဲရခဲ့တယ်အခုကျွန်တော်တို့တွေ့နေကြတဲ့ကျွန်တော်ဒီဘူတူကြီးဂျွန်နီတို့ဟလာအခုအပဘူတူဆွေဖော်တို့လှုပ်ရှားစေပွဲတွေကျွန်တော်တို့ဒီမှာရှိခဲ့တာပေါ့ကျွန်တော်ဆိုရင်ဒေါနာမှာရှိတဲ့ဒီဒေါနာကြားမှာရှိတဲ့တိုက်ပွဲတွေမှာကျွန်တော်တို့ဒါလေးညာကြတယ်ဒီကိုကျော်တူတို့ပဲပါခုဆိုတကယ်မိတ်ဆွေတွေဖြစ်တယ်တကယ်တငယ်ချင်းတွေဖြစ်တယ်ဟိုပြောလို့ရှိရင်ဒါတော့ဟိုအချိန်ရတယ်အချို့အရာတွေယူရတယ်ဆိုတာဗျာခဲလို့တည်းတဲ့ပဲညီကိုတွေ63နေလို့တယောက်နဲ့တယောက်ရံဖြစ်နေတော့ဒီကြားထဲမှာ trust ကတော်တော်လေးကြာတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်လက်ရှိအခြေအနေကတော့ဟလာအခြေအနေပေးလို့လာပြီးတော့ကြည့်နိုင်တယ်လာပြီးတော့လေ့လာနိုင်တယ်ဆိုလို့ရှိရင်ဟိုပြောင်းလဲမှုတွေက seeing is believing ပေါ့မျက်စိနဲ့မြင်မှရောမယ်ခါတယ်အများကြီးရှိပါတယ်ကျွန်တော်တို့ဒီဘက်ဟိုကရင်တိုင်းသားတွေဘက်ကတက်တက်ကိုင်ဖွဲ့စည်းဖြစ်တယ် KNU ဖွဲ့စည်းဆိုရင်ဒါပါတီတို့ပါတီပဲခေါ်ပဲနော်ပါတီတို့မေ့ကြည့်လိုက်ပါပါတီဦးမဒူစေပေါ်တို့ဒီကကိုဂျွန်နီတို့ဘရိုကထိုးဝင်းတို့ဘလောက်တိကျွန်တော်ရင်းနေတဲ့နိတိကတ်ကဆောင်းနေပြီလေဘလောက်တိတယောက်ကိုတယောက်ယုံကြည်မှုတွေရှိကိုလှမ်းနေပြီလေဆိုတာမြင်တာအလားတူပဲဒီဘက်ကဟိုကျွန်တော်တို့ဟိုဒီဘက်ကဟိုဘယ်လိုကိုတို့ကွာပေါ်လို့အဖွဲ့နဲ့ဒီဘက်ကဗဒူကြီးအုံမြင့်တို့အဖွဲ့နဲ့ဘလောက်တိရင်းနေကြပြီလေတကယ်မြင်ပြပါပေါ့နော်တယောက်တယောက်ဘလောက်နားလည်မှုတွေရှိနေကြပြီလေနောက် UNFC နဲ့ကျွန်တော်တို့ကသွားဆွေးနွေးချင်းပဲမှာကျွန်တော်တယောက်လုံးပါပါတယ်အဲ့တော့ UNFC ကကျတော့တည်းတိုက်ပဲလေကချင်ဘက်ကိုလည်းဆိုအဲ့တော့ဒေါက်တာလာကြတယ်နော်ဒေါက်တာလာကြပါလားဒါလည်းဒီစားတယ်မလားပါပါဆိုတော့ဟိုမြေပြင်မှာတော့ကျွန်တော်အမှန်တည်းပြောလို့ရှိပါဗျာတမန်ကြီးကိုရီးယားလည်းတကက်ကိုညီညာရေးလှူလာတယ်ဒီလိုလှူလာတဲ့ပုံကိုရှိပါနေတယ်အောက်ခြေမှာရှိနေတဲ့အကောင့်ထဲပေါ်မဲ့နှစ်ဖက်ပေါ့ကျွန်တော်တို့ဟိုလာဟိုတစ်ဖက်ကသက်ဆိုင်ရာညီကိုလက်နဲ့ကိုင်ဖွဲ့စည်းများအဲ့ဒီဖွဲ့စည်းမဲ့အမှန်တကယ်လှူလာတယ်ဘာကြောင့်လဲဆိုရင်စစ်သားတော့ညီညာရေးလှူလာတာဘယ်လိုမှမရှိဘူးဘာလို့ဒီဒုက္ခဒုက္ခကိုအတိဆုံးလေဆိုတော့ကျွန်တော်တို့ကလည်းအကောင့်ထဲပေါ်လို့ဒီကလည်းမဖြစ်ဖြစ်အောင်ကျွန်တော်တို့ကပေးဆက်ပြီးတော့လုပ်ပါဘူးအသက်60ပြည့်ပြီမကြခင်သေးတော့ပါဘာမှမတရားတော့ကျွန်တော်တို့ဘာမှဒီငြိမ်းချမ်းရေးကိုလိုချင်တယ်ကိုကိုလည်းဒီမငြိမ်းချမ်းတဲ့ဒုက္ခတွေခါစားနေရတယ်အများကြီး
ကျွန်တော်တို့မှန်တာပြောလို့ရှိရင်အကောင့်တွေပေါ်တဲ့တစ်ဖက်လုံးကလည်းငင်းငင်းအကြီးကျယ်လို့နေတယ် KNU ဆိုအကြီးကျယ်လို့နေတယ် KI ဆိုအကြီးကျယ်လို့နေတယ်ကိုတန်ခဲလို့ကျွန်တော်မကြခဏတွေ့ပါတယ် AB ရတယ်မကြခဏကျွန်တော်ဆုံးတယ်ဟိုနေပြီးတော့ကျွန်တော်တို့9က6အောင်လို့ဆိုပြီးတော်တော်လည်းအများကြီးကျွန်တော်စကားပြောနေတယ်လာပြီးလိလာခြင်းတဲ့လူတွေလာခဲ့ပါဖိတ်ခေါ်တယ်ကျွန်တော်ကလာဘကဝင်ကြီးဆိုတော့ဝင်နေတဲ့ဘောက်ကသာဝင်လာကြတယ်ဘာလို့ pass လုပ်ပေးလဲလာပြီးလိလာကိုကြည့်မချစ်နိုင်ဘူးပြန်သွားလိုက်အောင်ဒါလည်းအလုပ်ကြတာပါအဲ့တိုင်းကျွန်တော်ဆောင်နေကြတာနိုင်ငံတော်အကြီးအကဲလည်းဒီငင်းချမ်းကြီးကိုအင်ပလန်လုပ်လာတယ်အကောင့်ထဲပေါ်တဲ့တစ်ဖက်လူကလည်းကျွန်တော်ယုံကြည်တယ်ဗျာတကယ်ဖြစ်စီနေတယ်ပြည်သူကတော့ပြောနေတယ်တော့ပြည်သူကတော့ဒီဒုက္ခတွေခံစားခဲ့တာဗျာအဲ့တော့ဒီနေ့ဒီအချိန်မှာဟိုကျွန်တော်တို့ဟိုခုနပြောတော့63နှစ်လုံးလုံးညီကိုတွေစိတ်ဆိုးကြပြကြတယ်ဆိုတော့ချက်ချင်းတို့ကကျွန်တော်လူချင်းနဲ့ဖားတယ်ရောက်တော့ချင်းချင်းခံပြပါဒါဘယ်လိုပဲဖြစ်ကျွန်တော်ကြိုးစားပြီးဆောင်ရွက်နေတယ်နော်ဟိုခုနပြောသလိုလေဟိုအကြားနဲ့ဆိုရင်တမျိုးဖြစ်သွားမှာဆိုလို့တော့ကျွန်တော်ကဖြစ်နိုင်ရင်လာပြီးကြည့်ကြလာချင်းကျွန်တော်စီမံပေးမယ်လာကြည့်လာနာတော့ပေးဆိုရင်ဒါကျွန်တော်တကယ်ကျွန်တော်တို့မှာတကယ်အနှစ်သာရရှိရှိနဲ့လုပ်နေကြတာပါလားဆိုတဲ့အချက်တွေဒါဟိုထင်းထင်းမြင်မြင်ဖြစ်သွားပြီးတော့ကျွန်တော်တို့ပေါ်နားလည်ခွင့်လုပ်နိုင်လိမ့်မယ်လို့ကျွန်တော်ဒီလိုယူဆပါတယ်ဗျာဒုတိယစားပါလိမ့်မယ်ဟုတ်ချင်း Oh sorry ဆိုပြောခုနကတင်ကတုံးကျဲတင်ကခုနပြောတဲ့ဟိုထဲမှာတော့ဟိုပြန်မေးကြလေးတခုကတော့အကယ်၍ခုနပြောသလိုစူးစမ်းဆောင်ရွက်ရဆိုလို့ရှိရင်လေမေးစရာနှစ်ချက်ကရှိပါတယ်။တိုင်းပြည်လုံးအပြစ်ခတ်ရစဲဘာကြောင့်မကြေညာတယ်လဲ။ဒုတိယချက်ကတော့ဒီခုနပြောသလိုအားလုံးကရင်းနှီးနဲ့ဟာလားအပြုတ်သဘောဆောင်တယ်။နောက်တကယ်လဲမိသားစုစိတ်ဓာတ်နဲ့တိုင်းသားစေုံညင်ရေးကိုတကယ်ပဲလူလားရှိပါတယ်ဆိုလို့ရှိရင်တိုင်းသားတွေအပေါ်တိုင်းသားအဖွဲ့အစည်းတွေပေါ်မှာမတရားသင်းအဖွဲ့အစည်းဆိုပြီးတော့ပုံမှန်7ခွန်1ကိုဘာကြောင့်မဖယ်နိုင်ပါသလဲ။ဒါလည်းဥပဒေချမ်းပြန်ပြင်နေတယ်ငယ်သိတယ်။အဲ့ဒါကျွန်တော်တို့အဲ့ဒါလေးတော့ကျွန်တော်တို့7ခွန်1မှာဟိုအပိုက်တစ်ပိုက်ထပ်တိုးတယ်။ဒီခြေထဲမှာမလွဲမရှောင်တာလို့ခုနလိုပေါ့ကြောက်ရလို့ဖြစ်မိသားစုကြောင့်ပတ်သက်လို့ဖြစ်ဆွေမျိုးကြောင့်ဖြစ်လို့ပေးတဲ့ဟာမျိုး7ခွန်1ဥပဒေတော့ရှိနေသေးတယ်။တိုးတော့ဟိုကရင်တော့ထမင်းတို့ပွင့်တော့မှအရေးယူရတယ်သဘောမှဖြစ်တယ်ရင်ဥပဒေကအထမိုးဘယ်စကြောင်မဖြစ်လို့ပဲထမင်းတို့လာဖို့လို့ထမင်းတို့သွားဖို့မိတော့မှအရေးယူခါတယ်ကျွာသားတွေပြည်သူတွေအဲ့ဒါကြောင့်မို့ပြည်သူတွေတင်ပြတယ်တကယ်ဖြစ်တဲ့လူဆိုတော့လုပ်ပါမဟုတ်လို့မှဆိုကျွန်တော်အဲ့ဥပဒေကိုလွတ်တော်ကြောင်တင်ထားတယ်လွတ်တော်ကသူတို့တင်နေမဲခွဲမယ်ဒါဟုတ်အဲ့တော့အကဲတခုရှိတယ်အခုကလေခဏဘယ်ကမဟုတ်တော့ဟိုခက်နေတာကဥပဒေကဟိုအရေးလို့မဟုတ်တော့ဘူးကျွန်တော်ကဟိုလောကပြည်စီတာကလုပ်မယ်ဆိုရင်ကျွန်တော်ကလွတ်တော်တင်ရမဲခွဲတယ်ပြောတယ်ဒီကာလာအတွင်းမှာတော့တက်ခဲ့တဲ့ ABSDF ကျွန်တော် SSAS เนาะဒီ KIA အဖွဲ့အစည်းပေါင်းစုံပေါ့ကျွန်တော်တို့ကတက်လာတယ်အဲ့တော့ဒီလိုအခုကျွန်တော်တို့စကားပြောနေတဲ့အချိန်မှာခုန7ခွန်1ကတော့ဥပဒေအဆင့်တွေတော့ဒါတော့မတက်သေးဘူးသို့တော်လည်းကျွန်တော်တို့ဆက်သွယ်နေတဲ့အချိန်မှာ7ခွန်1နဲ့အခါခံလို့ရှိရင်ပြောသားမှာကျွန်တော်ဒီလိုပြောတယ်ပြောခုချက်ချင်းကျွန်တော်ဒါကျွန်တော်လွတ်ပေးမယ်ဘာလို့ကျွန်တော်တို့ကလည်းကတော့အကြီးကဲမင်းတိနဲ့ဆောင်ရတာပေါ့အထဲမှာရှိနေတဲ့ဟာတွေကတော့အကျိုးလွတ်တယ်မှာပါလို့လည်းပါမယ်အကုန်ဘယ်နှခါတော့လွတ်ပြီးပြီလဲနော်လူပေါင်း6ခါရှိပြီ3000ကျော်ဖြစ်နေပြီဆိုတော့ကြံခဲ့ဟာလည်းကြံခဲ့မှာပေါ့အခုဆိုဘယ်တော့လုပ်နေလဲဆိုတော့ဒီအချင်းသားနဲ့ပတ်သက်ပြီးတော့လေဟိုကျွန်တော်ကိုပြည်စတာတခုဖွင့်လာတယ်ပြည်စတာမှာဒီနိုင်ငံရေးအချင်းသားတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအချင်းသားဆိုတော့ဘောကတော့တိတ်ပဲဖွင့်လို့မရအောင်ထားလိုက်တော့ခဲတော့နိုင်ငံရေးအချင်းသားလို့တတ်မှတ်နေတဲ့ပုဂ္ဂိုလ်တွေလွတ်ပေးဖို့အစီအစဉ်တွေကျွန်တော်ထိုင်ကြတာပေါ့ကျွန်တော်အဲ့ဘက်မှာမပါဘူးတိုးတော့ကျွန်တော်ခဏဝင်ထိုင်တယ်ဘယ်လိုလူမျိုးတော့ပါလဲဆိုတော့ကျွန်တော်တို့ကဘာလို့သိတာလဲဟိုကျွန်တော်တို့ဒီမဲဆောက်မှာအခြေချနေတဲ့ဟို ABB ကအဖွဲ့တွေကိုယ်တိုင်ပါတယ်ဆိုတော့ဒီပေါ်မှာကိုကျွန်တော်စစ်စစ်ပြီးတော့ကျွန်တော်ဆောင်ရွက်နေတာအဲ့တော့ခုနလိုဒီဥပဒေကိုကျွန်တော်တို့ဖြုတ်ဖို့စီမံနေတယ်ခုနလည်းဒီကဟိုဒီမကြီးလည်းပြောပြီးအစင်းလုံးရတဲ့ကိစ္စတွေဖြစ်တယ်တိုးတော့ကျွန်တော်အစည်းအဝေးတိုင်းမှာကျွန်တော်တို့ကိုယ်တိုင်ပြောနေတာကျွန်တော်ကိုယ်တိုင်အချိန်ပြောခဲ့ခုတာကလက်ရှိအခြေအနေမှာကျွန်တော်တို့နဲ့စကားပြောလို့ဟဲ့လားအခုချိန်မှာကျွန်တော်ညင်ချိုင်းစကားပြောတဲ့အချိန်မှာတရုတ်နဲ့ဆက်တော်လိုက်ပြီးလို့ဆက်ကိုတင်နဲ့ဆွဲလို့ရှိရင်ကျွန်တော်တို့ပြောပါဒီလိုဆိုရင်ကျွန်တော်တို့ဒီကိစ္စကိုလုံးဝတာဝန်ယူတယ်အဲ့ဒါကျွန်တော်ဒီလိုပြောခဲ့ပါတယ်အမှန်တကယ်ပြောလို့နေတာပါစိတ်ချစေတယ်ဟုတ်ကဲ့ဝန်ကြီးနဲ့အခုဘူးပဲဟုတ်ပြောသွားလိုက်တဲ့ကချင်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေး follow up နည်းနည်းပြောချင်တယ်ပါရှင်အခုပဲပြောသွားတဲ့အခုမတရားအသင်းနဲ့ဟိုဆက်ဆံမှုပေါ့နော်အဲ့လိုမျိုးဟုတ်ကဲ့19တင်ဟုတ်လားဆောင်ပေးစားလားမဟုတ်ဘူးရှင်အခုမြစ်ကချင်ပြည်နယ်မှာအခုဆိုလို့ရှိရင်ပေါ့နော်မတတ်မှတ်ရများအရာလူ80လောက်ကချင်အမျိုးသားလူ80ယောက်လောက်ကနေပြီးတော့ဒီ7ပုံမှန်နဲ့နော်ကချင်ပြည်နယ်ရဲ့ရှမ်းပြည်မြောက်ပိုင်းမှာရဲ့ဖန်ဆီးခံထားရတယ်ဆိုတာကျွန်တော်တို့သိရပါတယ်ပြီးတော့အဲ့ဒီအတွက်နဲ့ပတ်သက်ပြီးတော့လဲဟို Asian Human Rights Commission အနေနဲ့နော်သူက extensive report ပေါ့အဲ့ဒါ details သူရေးထားတာရှိပါတယ်ရှင်အဲ့လိုဆိုရင်အခုဝန်ကြီးပြောသွားသလိုပဲနော်ဦးတို့နဲ့ဒီနိုင်ငံတော်အစိုးရနဲ့စပြီးတော့တွဲဆုံဆွေးနွေးနေတဲ့အချိန်မှာ
တကယ်တမ်းเนาะဟိုဖမ်းလို့မရဘူးမဖမ်းပါဘူးဆိုလို့ရှိရင်ဒီ90ရောက်ရဲ့ရှေ့ရေးအနာဂတ်ကရောဘယ်လိုလဲဆိုတာကျွန်တော်တို့သိချင်ပါတယ်ပြီးတဲ့အခါကျတော့ခုနပြောသွားသလိုပဲပေါ့နော်တိုင်းရင်းသားတွေဖြစ်တဲ့နှစ်ပေါင်း60လုံးဒီပဋိပက္ခရှိခဲ့ပြီအခုဆိုလို့ရှိရင်နိုင်ငံကနေပြီးတော့ဒီမိုကရေစီဘက်ကိုပဲဥတီပြီးသွားတော့မယ်ဆိုလို့ရှိရင်အခုဘာဖြစ်လို့တနိုင်ငံလုံးအပြစ်ခံမရက်စဲနိုင်ရတာလဲပြီးတော့10အဖွဲ့တိုင်းရင်းသား10အဖွဲ့နဲ့ငင်းချမ်းရေးယူထားပြီဆိုတာဟုတ်ကဲ့ကျွန်တော်တို့သိရပါတယ်အဲ့တော့ဒါပေမဲ့အသေးစိတ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီတိုင်းရင်းသား10ဖွဲ့နဲ့တဦးနဲ့တဦးပြစ်ခတ်ရက်စဲရေးเนาะအသေးစိတ်ချုပ်ဆိုထားတဲ့စာချုပ်တွေကလည်းတဦးနဲ့တဦးမတူဘူးဆိုတော့ကျွန်တော်တို့နားလည်ရပါတယ်အဲ့တော့တကယ်တမ်းအစိုးရအနေနဲ့အခုအရေးကြီးတဲ့เนาะအပြောင်းလဲတစ်ခုကိုဖော်ဆောင်သွားမယ်ဆိုလို့ရှိရင်ဘာဖြစ်လို့တိုင်းရင်းသားအားလုံးကိုတူညီတဲ့เนาะဒီ National Peace Planเนาะအဲ့ဒီတစ်ခုအောက်မှာပဲအကုန်လုံးကိုညီတူမျှတူဒီပြဿနာကိုအားလုံးချိန်နဲ့ဖြေရှင်းလိုက်ကြရင်မကောင်းဘူးလားပေါ့ပြီးတော့ဒီကချင်ထိုးစစ်နဲ့ပတ်သက်ပြီးတော့လဲဟိုပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့ရဲ့ community ဟိုမှာရှိနေတဲ့အတွက်ပေါ့နော်အခုဒီထိုးစစ်ဟာဆိုလို့ရှိရင်ဖြစ်သွားတာ21လကြာသွားပြီပြီးတော့လူပေါင်းလဲ3သိန်းကျော်သွားပါပြီရှင်ဟိုinternally displaced person တွေပေါ့နော်ပြီးတော့ကချင်ရွာတွေဆိုလို့ရှိရင်အခုချိန်မှတ်တမ်းမှတ်ရများအရာတော့ရွာပေါင်း364ရွာဒါနော်ဟိုလူတွေကလုံးဝအုပ်တုံတော်၎င်းချို့တဝက်တော်၎င်းเนาะပျက်စီးသွားရပြီပြီးတော့ကချင်ဒီ church တွေပေါ့လေခရစ်ယာန်ဖျားရှိခိုးကျောင်းတွေလည်း66ခုအဲ့ဒါဖျက်ဆီးခံရတယ်ဆိုတာသိရပါတယ်ပြီးတော့တောင်ဝါဘက်မှာဆိုလို့ရှိရင်ဒီကချင်ဖျားကျောင်းမှာပေါ့နော်အသက်48နှစ်အရွယ်ရှိတဲ့အမျိုးသမီးကြီးတူကဆိုလို့ရှိရင်ဖြင့်3ရက်တိုင်အဲ့ဒီဖျားကျောင်းထဲမှာသူ့ကိုတက်တရနေပြီးတော့ဖမ်းဆီးပြီးတော့မတရားကျင့်ပြီးတော့เนาะဟိုလူလဲစိတ်နှောက်သွားတယ်ကြားပါတယ်ရှင်အဲ့လိုမျိုးအမှုတွေရှိတဲ့ခါကျတော့အခုဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ပြီးတော့နိုင်ငံတော်အစိုးရအနေနဲ့ဖြည့်ရှင်းပေးမလဲဖြည့်ရှင်းပေးတယ်ဆိုတာကဒီတက်တွေကအခုရှိနေတဲ့ရွာတွေကနေပြီးတော့ဆုတ်ပေးပါမှာပဲဒီတိုင်းသူပြည်သားတွေကဟိုပြန်ပြီးတော့เนาะယုံယုံကြည်ကြည်နဲ့ပြန်ပြီးလာနိုင်မှာဖြစ်ပါတယ်အဲ့တော့အခုဟိုငိမ့်ချမ်းရေးကိုတော့ကျမတို့ပြောနေကြတာကြာခဏကြားရပါတယ်ရေဒီယို TV ပေါ့เนาะဒါပေမဲ့တကယ်တော့အခုဆက်လက်ပြီးတော့တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ကျမတို့ကဟိုမှာလဲကချင်နေနဲ့เนาะကျမတို့ကနီလီကကတ်ဟို IDP ပါညာပေါ့เนาะ humanitarian အဲ့လိုမျိုးဆက်သွယ်ရှိနေတဲ့ခါကျတော့အခုမနေ့တနေ့ကအဲ့လိုမျိုးမှာတွေလဲတိုက်ပွဲတွေဆက်ရှိနေတယ်ဆိုတာလဲသိရပါတယ်ရှင်ပြီးတော့ဟိုသမရကြီးနေနဲ့ကတော့3ချိန်တိုင်ပေါ့เนาะအခုဟိုအမိန့်တွေထုတ်ပြန်ခဲ့ပြီးပါပြီအဲ့တော့ထုတ်ပြန်ခဲ့တိုင်းလဲအောက်မှာတော့ဆက်ပြီးတော့ဖြစ်နေသေးပဲပေါ့เนาะအဲ့တော့ဟိုကျမတို့အခုပြောနေတာကစစ်တပ်ပါစစ်တပ်ဆိုတာအမိန့်ကအထက်ကလာရပါတယ်အောက်ကလူတွေကဟိုအထက်ကိုနားထောင်ရပါတယ်တကယ်လို့သာတို့ကအောက်ကလူတွေကအထက်အမိန့်ကိုနားမထောင်ဘူးဆိုရင်ဒါက mutiny ပါပုံကံမှုပါရှင်အဲ့တော့ဟိုဘာဖြစ်လို့အကြီးကဲတွေကအမိန့်ချမှတ်တာကိုအောက်ကနားမထောင်ဘူးဆိုတာကိုနိုင်ငံတော်အစိုးရအနေနဲ့လက်ခံပြီးတော့ဒါကိုဆက်ပြီးတော့เนาะဘလို့ရေးယူမလဲပေါ့နော်ကျမတို့ကအဲ့တော့ဟိုတရားဥပဒေစိုးမိုးရေးဆိုတာကိုပြောရမယ်ဆိုလို့ရှိရင်ဟုတ်တရားဥပဒေစိုးမိုးရေးဟုတ် rule of law ကိုပြောမယ်ဟုတ်ပါပြီကျွန်တော်တို့93 94မှာဒီနေ့ဆွေးနွေးတော့ကျွန်တော်တစ်လျှောက်ပါခဲ့တယ်ဟုတ်ကဲ့ပါဒီလိုလုံးနဲ့တူဟုတ်ကဲ့အဲ့တော့ကျတော့ဘာလဲဆိုနှစ်ဖက်လုံးကစချိန်ကြတယ်ပြစ်ခတ်မရဟိုမပြစ်ကြနဲ့တော့အဲ့ဒါကြောင့်ကျွန်တော်စဒါတော့မှကျွန်တော်တို့ကအောက်ချိန်မှာကျတော့ကဲတော်တော့မှတော်တော်ဘွားနဲ့တူသူပြစ်မလားကိုမပြစ်ဘူးလားဆိုတဲ့ကိစ္စတော့ခက်တယ်ဒါတော့မှအဲ့93မှာနှစ်ဖက်လုံးကတပိန်နဲ့ချိန်ညာတာတော့မှပထမ2လ3လလောက်မှာအဲ့လို clash တွေဖြစ်တယ်ဆိုတော့ဘွားနဲ့တူတယ်တော်တော်ကျွန်တော်တိုက်လာတယ်ဆိုတော့သူကစပြီးမှတော့သူမြစ်ကိုပဲဆိုလို့ဖြစ်ခဲ့ဆိုတော့ဒီဘက်မှာကျတော့ကျွန်တော်ဘယ်လိုပြောလဲပထမကျွန်တော်ဘက်ကကိုကိုစမပြရဘူးကိုခုခံမှပြန်လို့ဒါပေမဲ့အဲ့ချိန်မှာဟို KIO ဘက်ကကျတော့နိုင်ငံရေးအရင်ဆွေးနွေးမှအပြစ်ခတ်ရစေးဖြစ်နေလို့ပြောတယ်ပြီးတော့ခါကျတော့ကျွန်တော်မဖြစ်ပါနဲ့ဦးလို့ပြောမယ်လေတယောက်တွေ့တယ်တွေ့ပြီဆိုလို့ရှိရင်စဉ်းစားကြည့်လေဘယ်တော့မှပြုတ်လို့ရတယ်လို့ဖြစ်ဒါမှမဟုတ် February လ4ရက်နေ့မှာကျတော့ကိုချုပ်ကောင်မတို့ကသူတို့ဘက်ကလည်းကိုကာဝရနေလို့မယ်စမတိုက်ဘူးပြောလို့ရှိရင်စပြော February လ4ရက်နေ့မှာမာကြီးကြည့်လိုက်မယ်ဆိုတော့တိုက်ခိုက်မှုတွေကဘယ်လိုကောမလဲဟိုတစ်ခါလေးမှမယူရနဲ့ဖြစ်တာလို့တိုက်ပွဲကြီးတယ်လုံးဝမရှိတော့ဆိုတော့ဒါကကျွန်တော်ကဘာလို့ပြောလဲအပြစ်ခတ်ရစေးလို့အရင်လုပ်ဖို့လိုတယ်လို့ပြောတာခင်ဗျာဓာတ်ခိုင်တဲ့လူတော့ရန်ဖြစ်နေချိန်မှာဓာတ်မချဝနဲ့ပြောတော့တော်ခက်တယ်ဒါမှမဟုတ်93ခုတည်းမှာကျွန်တော်အရင်ဆုံးနှစ်ဖက်လုံးကတပင်နဲ့ကြည့်တယ်ကျွန်တော်ကိုယ်တိုင်တော့ကြည့်လို့ကျွန်တော်ချက်ချင်းတက်တူလိုက်ဝေတယ်အခုဆိုရင်ကျွန်တော်လည်းဝေတယ်ကေဘက်ကလည်းချက်ချင်းသူ့ကိုပြောရကြတော့ဘာဖြစ်တိတာကြီး4နေ့မှဖြစ်တယ်9-6ခဏလောက်လေးကခုချစ်ကြတယ်ဟိုမရှိတော့အခုဆိုရင်ဒါကျွန်တော်ရှင်းနေလေဟိုမရှိတော့ဖြစ်သွားတယ်ဟုတ်ဝင်ကြည့်ပြောတာမိုင်းပြောတဲ့ဟာကျွန်တော်မှ365ခုမှဖြ
ဖြစ်တဲ့ရောအများစုကဗမောလမ်းမှာပဲဒါပေမဲ့အဲ့မှာတော့လေကျွန်တော်ထင်တယ်ဟိုတော့ကျွန်တော်ရှိဘူးဘာလဲတော့နေကြတာကျွန်တော်ဘောကလေ ဟိုလေဒီ ဒါတွေကတော့မငင်းတော့ပါဘူးထားပါတော့ဒါတွေဖြစ်ရင်ကျွန်တော်တို့တိကျပေးအေးယူရပါတယ်ဒါတွေကဒီဆိုတော့365ပဲဆိုတော့ဟိုတချို့က inflate ရမ်းဖြစ်တယ်ဗျာဒါတကယ်ဆိုကျွန်တော်တို့လာကြည့်လို့ပြောတာအဲ့ဒါကြောင့်ဟုတ်ကျမတို့ကတော့လေဒီမှာဟိုရွာကန်နေပြောတာပဲဟို hearsay မဟုတ်ဘူးပေါ့နော်ရွာကန်နေပြောတာပဲမဟုတ်ပါဘူးကျမတို့ကဒီ human rights report တင်နဲ့ပတ်သက်ပြီးတော့ဒါကမ္ဘာမှာနော်ဟိုအင်မတန်မှဟို credit ရှိတဲ့ organization တွေအများကြီးဒါ3ခုပဲယူခဲ့တာပေါ့ဟုတ်အများကြီးရှိတယ်နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းဘယ်လိုစီစဉ်ပေးမလဲပေါ့နော်ဟုတ်ပါပြီဒီလိုပါဟိုသူကဟိုဘာလို့ကောက်လဲဟိုပြပခါနော်ပြပခါဖြစ်နေဆိုတဲ့ကာလကတော့ဒီလိုပဲဖြစ်နေကြတာတစ်ဖက်တက်တယ်နော်ကျွန်တော်ကဟိုတက်ကပြောပြတာတပည့်ပြောသလိုအောက်ဒီအထက်ကပေးတဲ့အမေကအောက်ကမနာတဲ့ဘူတနီလို့ဒီလိုပြောတာဟုတ်ကဲ့ပါဆိုတော့စစ်မြေပြင်မှာလုပ်နေတဲ့လူတွေဒီနှစ်ဖက်လုံးဝခုနကပြောတဲ့ပြောသလိုအပြစ်ကသူလည်းရမယ်ကိုလည်းရမယ်ဆိုရဲနားလည်မှုရှိရင်တော့တရတာဆက်ထွက်စရာတော့မရှိပါဘူးဆိုတော့ပရမနံပါတ်1ချက်ကဒီနိုင်ငံတော်ဘက်ကအပြစ်ကရမယ်လို့ပြောလိုက်တယ်တစ်ဖက်ကလုံးလုံးစင်အရင်တော့နော်ဒီတော့အပြစ်ကထားဖို့တို့နောက်မှထားလိုက်နိုင်ငံရေးဆွေးနွေးမှုကိုရင်စမယ်ဆိုတော့အပြစ်ကရမထားတယ်လို့ဖြစ်နေတယ်အခုကျွန်တော်ဒါတွေပြီးသွားတယ်ကျွန်တော်ပြန်မပြောချင်တော့ဘယ်လိုလဲဆိုတော့ကျွန်တော်လက်ရှိချိန်မှာကျွန်တော်တကယ်ချင်းဖြစ်ကုန်ကြတယ်ငကိုလိုကျွန်တော်ပြန်ဖြစ်သွားပြီဆိုတော့တို့လည်းမပြောမဖြစ်ကျွန်တော်တို့ပြအဲ့တော့ဟိုတစ်ဖက်ကအပြစ်ကရဖို့ဆိုတော့ခက်တဲ့ကိစ္စတော့တစ်ဖက်မှာလည်းစစ်မြေပြင်မှာလက်နဲ့ကိုင်းပြီးသွားနေတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်သူ့နဲ့ကိုယ်နဲ့ဆင်းချလို့ဖြတ်တဲ့တွေ့ရင်ဟာဘာလို့မပြစ်လိုက်ကြတာပဲသူ့မပြစ်ကိုပြစ်မယ်ဆိုတဲ့စိတ်မျိုးနဲ့အဲ့တော့တိုက်ပွဲရမချက်နိုင်ခုကျွန်တော်တို့ KNU နယ်မြေမှာအင်ပနာခိုင်မာတဲ့စစ်ဆွေးရတိဆောက်ထားတယ်ဆိုတာတော့မှအချို့နဲ့လည်းဖြစ်တယ်အဲ့တော့ဘာလို့ရလဲဆိုတော့ဒီ procedure တွေကဒီစစ်ဆွေးရကိုခိုင်မာခြင်းနဲ့ဆိုရင်မဆက်နဲ့ပြောလို့မရဘူးဘာလို့ရလဲဆိုတော့သူက code of conduct ဆိုတဲ့ကျင့်စဉ်တွေဆွဲပြရတယ်ဆိုပါစို့ code of conduct for both army ဘာမှတမလို့တဲ့ KNU တစ်ဖက်ဆုံးနဲ့လိုက်နာမယ်ကြည့်ဖို့ code of conduct for civilian ရတူရတဲ့မလိုက်တာလို့စီးပြီးအဲ့လိုဆွဲပြရတယ်ဆွဲပြပြီးတော့သူကဒီ code of conduct ကိုလိုက်နာမယ်လိုက်နာတာမလိုက်နာတာကိုစီးကြတဲ့ monitor ဖွဲ့တယ်ကိုဖွဲ့ပြီး monitor ဆိုတော့ဘိုးဖွဲ့ရှိတယ်ကြာနော်တိုင်းနယ်ပြည်နယ်ရှိတယ်မြို့နယ်ရှိတယ်ခရိုင်ရှိတယ်တစ်ဖက်ကကိုယ်စားလှယ်တွေပါတယ်ဒေသခံပြည်သူတွေပါတယ်ကြားလူတွေကခုနလိုစောင့်ကြတယ်ဟာဖြစ်ဆိုတော့ဟာဖြစ်ရဒီနေရာမှာတော့ဒီနေရာတော့ဘယ်သူကဘလို့ဖြစ်လို့ဖြည့်ရှင်းရတာအဲ့တော့ဒီလိုဟာမျိုးတွေလိုပါသေးတယ်လို့ပြောပါနော်ဒါတစ်ချက်ပေါ့တော့ကြာတပီးပြောတော့မှန်ပါတယ်ဒီလိုဖြစ်နေတယ်ကြတယ်ဖြစ်ကြပါခုနပြောလို့ conflict ဖြစ်နေတာ။ conflict ပြီးသွားတော့ဘာဖြစ်တယ်လဲဆိုတော့ theory မှာက post conflict ဆိုတာဘာသာရပ်ရှိတယ်။နောက်တစ်ပြီးဟိုဒီပြိပခါတော့ပြောရှင်းဘယ်လိုမှအများကြီးပဲ။ခုနတပီးပြောတဲ့ဟာတွေရာဇဝတ်ကြောင်းရနော်မှန်တယ်ဆိုအရေးယူမှာဟာတွေဒီလိုလုပ်ငန်းတွေအဆင့်ကြီးအများကြီးကြာပါသေးတယ်လို့ကျွန်တော်ကဒါလေးအတိပေးနေတာပါ။ conflict ဖြစ်နေတယ် conflict ပြီးသွားရင် post conflict နဲ့ပတ်သက်ပြီးတော့လောကဟာတွေအများကြီးခုနကျွန်တော်ပြောသလိုဒီလူတွေပြန်ပြီးနေရာချဖို့ဒီမှာရာဇဝတ်ကြောင်းနဲ့မကြီးတဲ့ဟာတွေကျွန်တော်ပြန်ပြီးတော့ဟိုဖြစ်ပြီးဖို့အိုးဒီလုပ်ငန်းတွေအများကြီးလောလောဆယ်ကတော့ကျွန်တော်ညီကိုတွေကနေတေချာတာကတော့ကျွန်တော်တကယ်တိုက်နေတဲ့မြေပြင်တပ်ဖွဲ့တွေအချင်းချင်းပြည်လည်းဖြစ်နေပြီဒါကြီးနေတယ်အမှားကြီးရှိကြမှာပဲဒါကိုကျွန်တော်အချို့ဟာလေးဆိုခွင့်လို့ပြကြတာကျွန်တော်ပြောချင်တယ်ကျွန်တော်ကောင်းတဲ့ဘက်ကိုကျွန်တော်တွားနေတယ်ဥတည်နေကြတယ်ဆိုတော့နောက်ကလည်းကျွန်တော်ပြန်ပြီးတော့အတိတ်ဟာလည်းကျွန်တော်ပြန်ပြီးတော့မတူးကျင်တော့ဘူးတနေ့အဆရောက်သွားရင်ရှင်းရတယ်ကျွန်တော်ရှင်းပါဘူးလားလောလောဆယ်တော့ကျွန်တော်အမှန်တကယ်လုပ်နေတယ်နိုင်ငံတော်သမ္မတကြီးဒီစိတ်ကောင်းစေတနာကောင်းနဲ့တိုင်းရင်းသားကပြောတဲ့ national reconciliation ဆောင်ရွက်ပေးနေတယ်အောက်ခြေမှာရှိတဲ့နှစ်ဖက်တက်နေတဲ့နားလည်မှုရှိနေကြပါတယ်ဆိုတော့ကျွန်တော်တခိုင်းပါတွေ့ရတယ်ခုနတပည့်ပြောသလိုဒီဘက်ကမိတ်ဆွေတို့ပြောသလိုအဖို့တည်းရှိနေတိုင်းပါလေဒါပေမဲ့မြေပြင်မှာတော့နားလည်နေကြတာပါပဲကျွန်မစိတ်စောသွားရင်လည်းပြီးပါဟိုကျွန်မဟိုမှာဒီနေ့ဆိုဘာဖွင့်လိုက်ပြီမမော်မီဇန်လမ်းကားပြန်ပြီးတနေ့ကျော်ဝိတ်ထားတာဟုတ်ကဲ့ကျွန်မဘာတော့မှဟုတ်ကဲ့ပါဘာမှမနေကြကျွန်တော်မြင်ရတယ်အဲ့လိုင်းကြီးကအရင်တော့တစ်ချက်ပွင့်ခဲ့တယ်နောက်တိုက်ပွဲတွေလည်းပိတ်သွားတယ်နေ့ကတော့သဘောတူလိုက်တယ်နှစ်ဖက်လုံးကအရင်တော့ဗျာငင်းငင်းသဘောတူလာလမ်းရဲ့အပြင်ဘက်မှာ KIA လမ်းဒီဘက်က channel ကျွန်တော်တို့ဒါကျွန်တော်တို့မှထိုးခဲ့တာနောက်တိုက်ပွဲတွေဖြစ်ကြတော့ KIA တိုက်ပွဲတွေဆိုရင်လမ်းပေါ်ရောက်လာတယ်ကန်တော်ရန်တော့လမ်းဝင်ပိတ်ထားတော့အဲ့မှာတိုက်ပွဲတွေဖြစ်ကြလမ်းပေါ်တွေဖြစ်ကြအခုတော့ကိုလုံးဖွဲထုတ်လိုက်ပြီးအဲ့လမ်းကြီးကိုဒီနေ့စပြီးဘယ်လိုကြာအားရကြာဟိုကိုစားပွဲသူပြန်လဲတာဟုတ်ရပါတယ်ရှင်သူဆိုလို့ရှိရင်အခုဒီဟိုဘက်မှာပူတောင်ဘက်မှာ KIA တပ်ဖွဲ့နဲ့ကျွန်တော်တပ်ဖွဲ့နဲ့ပေါင်းပြီးလမ်းဖောက်ဖို့လုပ်နေတယ်ပြီးတော့လမ်းညက်ပိတ်ကျွန်တော်ကျွတ်ပြောတာလည်းပေါ့ပါဆိုလို့လေ
ဆိုတော့ကျွန်တော်နိုင်ငံခြားဒီနိုင်ငံရေးကျင်းသားတဲ့ကဆိုကျွန်တော်လည်းပြောရတယ်ပြောပါလားကျွန်တော်တို့လွတ်ပေးနေပါနော်လွတ်ပေးတာဘယ်လိုပြောမလဲတုံချင်းကြံနေတယ်ပေါ့တလီချင်းပွဲပြီးတော့ဟုတ်ပြီညနေလွတ်နေရပါနော်လွတ်တဲ့အခါမှာချုပ်မှာကြံနေသေးတယ်ပေါ့အများကြီးပဲမှန်ပါတယ်တို့တစ်ခုပြတ်ပြပါမယ်ပထမဒီနိုင်ငံရေးကျင်းသားလွတ်ဖို့အချိန်တော့ကိုယ့်ကိုလွတ်မယ်ဆိုတဲ့ကြာဆိုတာတက်ကိုလေခဲတော့ဘလူရှိသေးလဲဆိုပြီးတော့မေးရတယ်ဘလူကမင်းပြောတော့မကောင်းဘူးတေးချောင်းတော့ပြတယ်ခဲပြောအဲ့ပြောတယ်ကိုလွတ်ပေးမယ်ဆိုတော့အဲ့လိုအခုကျွန်တော်တို့လွတ်ပေးကြတာဒါပေမဲ့ကြံနေပြောတယ်ထားအချို့ကလည်းသူကနိုင်ငံရေးအကျဉ်းသားဆိုတဲ့အတိတ်ပဲပြရတော့ခဲ့တယ်အချို့ကလည်းသူကဒီ criminal case တွေဆွဲတာလားရှိတယ်ဘရော့ပါရဲ့ဟိုလုပ်နေတာတော့ဒီလုံကပဲဒါပေမဲ့သူ့ကိုဆွဲတဲ့ဟိုအဲ့အမှုပို့ဟိုသူက criminal case ကိုဖြစ်နေတယ်အဲ့ဒါမျိုးလူတွေကြတယ်ခုနောက်ဆုံးတော့ဝင်းကြီးဦးစိုးသိန်းဦးဆောင်တဲ့အဖွဲ့တွေဖွဲ့ထားတယ် NLD ပါတီကပါတယ်ကျွန်တော်မှတ်ပြီးတော့ကျွန်တော်မြင်တာ NLD ပါတီကဟိုဘာကြီးတော့ခင်ဗျာလို့လေပြောဆိုကြည့်တာသူပါတယ်ဟမ်ဦးညောင်ဝဲပါတယ်ဦးဇာကနာပါတယ်ကိုကြီးတို့ပါတယ် ABB ကကိုကြီးတို့ပါတယ်ကျွန်တော်ကခဏဝဲထိုင်တယ်အဲ့ဒီဖွဲ့ထားပြီးတော့အခုတို့ဒီပါတီရဲ့နေစင်းတော့ကဲပြောတာကဲပါတီလိုက်လူတွေပါတယ်ဒီဘက်တော့သူကစေးနေကြတော့လေဒါလို့ချင်းမလို့ချင်းဒါကတော့ဆုံးဖြတ်ပြီးတော့ပုံပေါ်တော့ဒီကြတော့ဒီချာလုပ်နေဆိုတော့ဒီကြတယ်ပြည်သူဆန္ဒကို people center ဆိုတဲ့ပြည်သူဆန္ဒကိုဒေတာပြီးလုပ်တယ်ဆိုတော့သိကြတယ်ကျွန်တော်အစိုးရဝန်ထမ်းမလို့ဆွမ်းကဆက်ပြီးပြောတာမဟုတ်ဘူးရုံးစင်းတင်တာကျွန်တော်ကဒီလိုပါနော်ရုံးစင်းတင်တာဆွမ်းကြတယ်ညမော်လေးမှာကိုတန်ကြောင်းတစ်ခွက်ရ ABS မြောက်ပိုင်းကဖြစ်တဲ့ကိုတန်ကြောင်းနိုင်ငံချင်းထည့်ထားတယ်ကျန်တဲ့ထုတ်ပေါ်တွေလက်မခံဘူးဆိုတော့သူတို့ကအသက်ခံခဲ့ရတာပေါ့ဆိုတော့ဒါမှမဟုတ်လေ conflict ဖြစ်တဲ့ case တွေရှိသေးတယ်ဒါကျွန်တော်ယူဆနိုင်ငံချင်းသားဆိုတော့အရင်စစ်ဆိုးရပါစစ်ဆိုးရတဲ့ထဲမှာဒီနိုင်ငံရေးအမှုတွေဖြစ်ဖြစ်မယ်ဒါပေမဲ့တခြားအမှုတွေနဲ့လည်းဆွဲထားတယ်ဖြစ်တာတော့နိုင်ငံရေးအကြောင်းဖြစ်ကြတယ်အဲ့လိုမျိုးအများကြီးဒီကြံနေသေးတယ်ပေါ့ကျွန်တော်တို့တီးမိတ်ဆွေရှိပါနယ်စပ်ကနေပြန်သွားကြတယ်အေးပြန်သွားကြပြန်သွားပြီးတော့သူတို့ကယူရိုပဲအိမ်ပြန်ကျွန်တော်ပြန်သွားတယ်ဒါပေမဲ့သူတို့ရဲ့ဟိုမိမတွေရောသူတို့ရောက်မှအကုန်လုံးထည့်တာအခုလည်းကိုပြန်မလို့အဲ့လိုမျိုးတွေကိုကြီးပဲကျွန်တော်ကလာမကမသိဆိုတော့လေလာမကျွန်တော်ကဘလောက်တော့လို့ကျွန်တော်အမေရိကကိစ္စကျွန်တော်တမလိုက်ပြန်ပါသွားတယ်ဟောတော့တမလိုက်ကကျွန်တော်မြန်မာဒီဟိုကွန်မြူနတီကိုတွေ့တဲ့ခါမှာဂရိတခုပေးလိုက်တယ်ဘာလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ပြရကြားပါမယ်နော်ပါမင်း resident system ပေးလိုက်မယ်အဲ့ဒီယူရချက်ကိုကကျွန်တော်စီးပွားရေးပြောတဲ့ဘုဘာသာဆိုတော့တဲ့ကိုတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ family unification လို့နော်ကျွန်တော်တို့ဒီအမျိုးသားချင်းချင်းပြန်လည်ရင်ကြားစီဆိုတော့ဒီမှာကျွန်တော်ဟုတ်ကြားလိုက်ပါတယ်ရှင်အဲ့ဒါလည်းဟိုလေတကယ်တမ်းဒါနော်စစ်မှန်တဲ့အဲ့ဒီမူဝါဒကိုကျမတို့ချမှတ်သွားမယ်ဆိုလို့ရှိရင် amnesty အားလုံးကိုအရင်ပေးလိုက်ရင်မကောင်းဘူးလားဆိုတာပါတကယ်တော့ဟိုကျမတော့ရှင်မလို့ပါဘူးဒါပေမဲ့နိုင်ငံရေးအရင်တော့ကနိုင်ငံရေးလှုပ်ရှားခဲ့သူများအားလုံးဒါတွေကဆိုတော့ဆိုရရဲ့ sincerity ကိုမှတ်ပါတယ်ဒါတွေကခုနပြောလို့ဖြစ်သွားမယ်အားလုံးကတိုင်းပြည်ချစ်စိတ်နဲ့လောနေကြလို့ပါတော့ဖြစ်ချစ်စိတ်နဲ့လောနေကြလို့လုံနေတယ်တဆင်ချင်းကျွန်တော်တို့လုံနေအချို့ကလည်းကြားလဲဟိုဘယ်လိုလုပ်နေလို့ရမလဲဟုတ်တယ်မလားအချို့ကလည်းဥပဒေရပြဋ္ဌာန်းတယ်ခုနပြောသလိုဆက်ကိုတက်ကိုဖြုတ်ပြပါဆိုတော့အစစ်နဲ့တရားသေးတယ်လေလုံနေပါတယ်အစစ်တိုင်းသွားနေပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်ကပြောချင်တာလို့ပြောကျမတော့ emergency ဖြစ်နေတဲ့အခြေအနေလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်အဲ့ဒါကတော့ဟိုအခုကချင်ပြည်နယ်မှာရှိနေတဲ့ဒုက္ခသည်တွေအတွက်ပေါ့နော်လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကိုပေးဖို့ပါရှင်ဘာလို့ဆိုတော့အခုအစိုးရကတော့အဓိကဒါကိုနော်မကူညီနိုင်ဘူးဆိုပေမဲ့ international organization တွေအနေနဲ့ကူညီချင်တဲ့လူတွေအများကြီးရှိပါတယ်သူတို့ကိုအခုချိန်အထိ block လုပ်ထားတယ်ဆိုတာအခုလွန်ခဲ့တဲ့2ရက်3ရက်ကပဲ Nippon Foundation ကလည်းဟိုနော်တရားဝင်ကိုသူမီဒီယာကိုပြောပါပြီ block လုပ်ထားတယ်ပြီးတော့ဒီလိုတော့တစ်ချက်ပြောလိုက်ဦးမယ်အခြေအသေးမရတော့ဟုတ်ကဲ့ပါ block လုပ်မထားပါဘူးယူအဲ့ဒီနဲ့တော့သွားနေတာပဲအဲ့ဒီ Nippon Foundation ရဲ့အဖွဲ့နဲ့ကျွန်တော်တို့လည်းချင်းမယ်မှာကျွန်တော်ဆုံးခဲ့တယ်ခင်ဗျားဘယ်နေရာကိုပို့ကြတယ်အခုဒီနေ့ပဲတမရာကြီးကကျွန်တော်တို့ဒီဟို lunch ပါလေတရားကိုပြောတာဒီဘက်နိုင်ငံတွေကျွန်တော်နိုင်ငံမှာဒီကချင်ပြည်နယ်ပဲပတ်သက်တဲ့ကိစ္စအခုမကြခင်ကကျွန်တော်ပြိပကဖြစ်သွားတဲ့ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ကိစ္စရခိုင်ဘက်မှာဆိုလို့ရှိရင်ဟလာမကြခင်မိုးကြတော့မယ်အဲ့တော့ဒီစာရေးတောင်းရေးနဲ့ဒီနေထိုင်ရေးကိစ္စတွေအရေးကြီးတယ်အခုကြီးတွေလိုတယ်တမန်ကိုလည်းဒီလိုပြောတာ
ဒီနေ့ပြင်တယ်ဒါပေမဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကတော့မတူဘူးပေါ့နော်သူတို့ပြောနေတာကတော့အခုမတူဘူးဘလောက်လောက်ထားတယ်ဆိုတာပြောတယ်ပြီးတော့ UN ကနေပြီးတော့လည်းအခုဒီပတ်တွင်းမှာပဲပြောခဲ့ပြီပေါ့နော်အဲ့ဒါကတော့ဟို8 convoy တွေ UN 8 convoy တွေသွားတဲ့အချိန်မှာဟိုတော်တော်ဖက်ကန်ဘက်တွေသွားကြတယ်ဟုတ်ကဲ့ရောက်သွားပါတယ်တစ်ခေါက်တည်းပါဒါပေမဲ့အဲ့ဒါကိုမှီပြီးတော့တက်တွေကလည်းလိုက်သွားပြီးတော့အကာအကွယ်ယူလိုက်သွားပြီးလုပ်တယ်ဆိုတာ UN က complain လုပ်ပါတယ်ရှင်အဲ့တော့ဟိုကျမတို့ကတော့နိုင်ငံတော်ကနေပြီးတော့တကယ်တမ်းကိုနော်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုလို့ရှင်တော့အခုဖြစ်နေတဲ့ဒီစစ်ပွဲကြီးကိုလည်းချက်ချင်းရပ်ပေးဖို့ကျမတို့တောင်းဆိုချင်ပါတယ်ပြီးတဲ့ခါကျတော့အခုရောက်နေတဲ့ဟိုနော်တက်တွေတက်မပေါင်း100ကျော်တယ်ဆိုတာအကုန်လုံးသိပါတယ်ဟုတ်ကဲ့100ကျော်ရှိဘူးမာကြီးနံပါတ်က100ဖြစ်နေတာထားပါလေနော်ဒါပေမဲ့တက်တွေစုပ်ပေးဖို့လိုတယ်ဆိုတော့ဟိုနော်ဒီကိစ္စတွေဆွေးနွေးနေပါတယ်တစ်ဖက်တက်ဒီကျွန်တော်တို့စုံတဲ့ကိစ္စတွေခုနပြောလို့ဒီ peace process မှာခုနဘာပြောလို့လေ peace process မှာလုံထွေးပြီးရောနေကြတော့အဲ့လောတဲ့ step ပြန်ကိုအများကြီးပါတက်တီဆုပ်ပေးမယ်ဘယ်နေအောင်ကျွန်တော်ဘာဆိုထားမယ်အဲ့လောကနေအတိုင်းဘာလို့ကျွန်တော်ကသူတို့လည်းပို့စောတဲ့ KNU ကကျွန်တော်တာဝန်ယူနေတာဆိုတော့ KNU ကိုချုပ်ဆက်တယ်မပြီးဆိုတော့သူက admin တွေပါတော့ဆိုတော့ချုပ်ပြီးတော့ပြောနေတာလေခြေလက်တော်လို့ကပြောလို့အားနာတယ်ဟုတ်ကဲ့ပါ93တော့တစ်နှစ်ကြာတယ်အဲ့တက်ခွဲတော်စင်းနေတာဟုတ်မှန်ပါဘာလို့လို့ရွှေလီမှာတရက်နှစ်ရက်ပဲထူတာပေါ့အဲ့တော့ဦးဇော်မိုင်တို့ဒေါက်တာလာကြောက်တော်ထူကြတော့မြစ်ကြီးနားမှာလာထိုင်လို့တစ်ခါနေနှစ်ပတ်သုံးပတ်မြေဝင်းချညင်းလို့မရခဏနာပြန်တော့အရန်ခက်တယ်ဗျအချို့ကကျတော့တန်ဟုတ်စင်ရဲ့နေချင်တဲ့နေရာရှိတယ်တချို့နေမှာတက်ကအသက်ဘောင်းပြောတော့တိုက်ထောင်းသွားတယ်အရန်ကြာဟုတ်အဲ့တော့မစိတ်လို့ရှိတော့ခင်ဗျားတို့ကဟိုကဖက်ပေးတယ်လို့ဆိုတော့သူကျွန်တော်ဒီကိုကြီးသွားတာတော့တမလာကြီးကနှုတ်ကဖြစ်စေသလိုမရတော့ဘူးသွတ်တော်သွားတာရှိတယ်ဟိုခင်ဗျားတို့ကတစ်ဖက်ကလည်းဒီကိုသွားကြတယ်ပြီးတော့ကျွန်တော်တို့လည်းဘယ်လိုလဲဟိုအရင်ဟိုစစ်တပ်ဆိုတော့တမလာကြီးကဟိတ်ဖြစ်စေဆိုရင်ဒုံးဆိုရင်နောက်တစ်ဖြစ်တော့အဲ့လိုလည်းပုံကျွန်တော်တို့တခါလည်းမဲခွဲပြီးအဆုံးဖြတ်လိုက်ပြီဆိုတာကြားပါတယ်နော်ကတိစစ်ပွဲကိုရပ်ဖို့ဒီလိုကအခြေအနေကြီးတော့လေကျွန်တော်တို့အဲ့လိုရှိတယ်ခင်ဗျားတို့ကျွန်တော်တို့ကိုဆက်လာတယ်ဒီအနေနဲ့ရှိတယ်အခုဒီနိုင်ငံသားခံယူထားကြတာလားမသိဘူးနော်ဟုတ်ပါတယ်ခံယူထားပါတယ်တကယ်လို့ခုနပြောတော့ကျွန်တော် PR မကြမ်းလုံးပါပေါ့ PR ရတဲ့ခါနိုင်ငံတော်ပြန်လာလိုက်ရတယ်ဒါတော့ဒီကြားထဲမှာကျွန်တော်ခုနဒီကြားထဲမှာ social visa တွေလာကြည့်တယ်လာကြည့်ကြည့်တယ်ဆိုရင်အချိန်ပြကျွန်တော်တို့အကြောင်းကြားတော့ကျွန်တော်စီမံပေးမယ်ခေါက်ပေးရပါစစ်ပွဲတွေငြိမ်းပြီဆိုရင်တော့ကျမတို့ပြန်လာမှာရှင်ဘာသာတာမှမရှိဘူးဘာသာတာမှမရှိဘူးတကယ်ဘာသာတာမှမရှိဘူးဒါဆိုလက်ရှိကျွန်တော်တို့အဲ့ feel ရလာတဲ့ပုံကိုကျွန်တော် feel ရလာတဲ့ပုံစစ်တပ်မပြောင်းဘူးတဲ့အဲ့ဒီကစီမံရောက်တဲ့တက်တွေကတော့ဒီနေ့နိုင်ငံဒီနေ့ပြန်ဆိုကျွန်တော် KPI မှာဆိုရင်ဗာဒီ KPI မှာဆိုရင်လေကျွန်တော်ကစစ်ဘိုလ်ကတော့ဒီနေ့ပြန်သွားလို့ရအောင်ခု KPI မှာရှိတယ် TV မှာတွေ့မှာပဲ6ကြနဲ့ပတ်ပုံနေကျွန်တော်ဒေါနာတွေလိုက်ပေးတာကျွန်တော်တောက်ချောက်လိုက်ပေးနေတာဟို group ဝင်ရပြီးတော့အမတို့ဆုံးမဆက်တော့အဲ့ဒါကတော့ဒီချိန်လေးကျွန်တော်ဆုံးကျွန်တော်တွေ့ရမှာဟုတ်တယ်ဘယ်တော့ပြန်ကြမလဲမနေ့ပြန်ရကျွန်တော်ဖုန်းဆက်ရေးဆက်လိုက်ပါ Facebook ကလေးစားပြီးကျွန်တော် Facebook ရှိတယ်ဖုန်းဆက်လို့ရတယ်ချောညာဟုတ်တယ်ဒီကုန်းရုံနေတဲ့ကျွန်တော်နဲ့ဝင်ကြည့်တော်တော်ဟုတ်ကဲ့ဟို group ဝင်ရလဲပေါ့ဟုတ်ကဲ့ကျွန်တော်တို့နေကျွန်တော်ရက်တော့group ဝင်ဒီတို့နဲ့ကင်မရာနဲ့တို့ကိစ္စတွေကကျွန်တော်လည်းနားတယ်ပါတယ်တိုင်းပြည်တာဝန်ထားဆိုင်တာကြားတယ်ဒါဆိုတော့လုပ်တဲ့နေရာမှာလောကကန်ရတာလည်းရန်ကိုခက်ခဲတာလည်းရှိမယ်ကျွန်တော်နားလေပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာဇွဲမလျှော့ပဲနဲ့စိတ်ချပါဒီဒီမိုကရေစီလမ်းကြောင်းကိုပန်းတိုင်ရောက်သည့်အထိရှိတဲ့ဖို့ကျွန်တော်ဆန္ဒပြုပါတယ်နော်စိတ်ချပါကျွန်တော်လည်းတင်ပြချင်ပါတယ်ဟုတ်ကဲ့ဗျာကျွန်တော်လည်းနောက်ကြတဲ့မြစ်တဲ့ခံမှာတော့ပေါ့ကျွန်တော်မွန်ပြတာကောင်းဆဲရပါကျွန်တော်ကိုယ်စလဲကျွန်တော်မင်းတက်နိုင်ပါဟုတ်ကဲ့ကျွန်တော်ဒီကိုဆွေးရတဲ့ဆန္ဒဟုတ်ကဲ့မိုးနေနေတော့တောင်းယူတယ်ကျွန်တော်တွေ့ရတာပထမဆုံးအနေနဲ့ပြောချင်တာဝမ်းသာပါတယ်သမရာဟိုပါပေါ့စားရရဒီစားချောင်းနဲ့ပတ်သက်ပြီးကျွန်တော်မွန်ပြတာကောင်းဆဲနဲ့အမြန်ဆုံးအချိန်တော်နဲ့ပြင်ပြချင်တာတော့ကျွန်တော်တို့ဒီမှာဟိုပါပေါ့နော်ဆရာကမရာယူတင်းချိန်တက်လာတဲ့စပြီးတော့ကျွန်တော်တို့ဒီဂျာတေးခင်လာဖြစ်ပေါ်ခဲ့တဲ့ဟိုသမရာယူတင်းချိန်ကိုယ်စလဲများညီရတော်လူမျိုးစုဖက်ဒရယ်ကောင်ဆယ်မင်းတက်မင်းပြတော့ဆွေးနွေးတာကျွန်တော်ပါပါတယ်ကျွန်တော်ရောက်ပါပါတယ်ဟုတ်ကဲ့ပါကျွန်တော်မျိုးသားတဲ့ဒီနေ့လည်းပါတယ်နော်ပြည်ရင်းငင်းရေးနဲ့ပြည်ရင်းစစ်ရစဲရေးအတွက်ကြိုးပမ်းခဲ့ရဒီကိုလည်းမွန်မြတ်တဲ့ကောင်စီမှာလည်းဝမ်းမြောက်သူထောက်ခံပါတယ်နော်ကျွန်တော်တို့အဲ့ဒါမဲ့မြန်မာနိုင်ငံတမိုင်းဟိုလေးလာခဲ့နော်ကျွန်တော်တို့ရင်တကယ်ဆိုအဆက်ဆက်ပါတယ်နော်ပြည်ရင်းငင်းရေးကိုပြည်ရင်းစစ်စဲရေးအတွက်ဆောင်ရွက်ခဲ့တဲ့နောက်ကိုအများပြည်နယ်ကြီးခဲ့တယ်အာဏာရှင်ဦးနေဝင်စစ်ဆိုရနဲ့နောက်ဗိုလ်ချုပ်နေဝင်စတဲ့လက်ဆောင်တဲ့တွေတွေ့ရတယ်နောက်အာဏာရှင်ကိုဗိုလ်ချုပ်တိုင်ရွှေစစ်ဆိုရကိုလည်းအမှန်တကယ်ဟိုပါပေါ့ဒ
လုပ်ခဲ့တဲ့ဟာတွေလည်းတွေ့ရပါတယ်။နောက်ကျွန်တော်တို့ငြိမ်းချမ်းရေးကိုခေါ်တာမဟုတ်ဘူး။နောက်စစ်မှန်တဲ့စေတနာနဲ့တိုင်းသားနဲ့ကိုင်ရစုလို့ကိုတွစ်ဆုံဆွေးနွေးခဲ့ကြတာမဟုတ်ဘူးပေါ့နော်။ဒါနိုင်ငံရေးမြတ်ထုတ်သောစိတ်ဆန္ဒတစ်ခုဖြစ်တာဟန်ဆောင်ဒီသဘောပေါက်တယ်တူပဲလို့လား စာပေးလိုက် ကျွန်တော်တို့ကဟောလေးလေ စာပြီးတော့ကို6နိုင်ပြလို့တော့ နိုင်ငံတော်ဆိုတော့အားလာလို့ ဒါနောက်ဆုံးအနေနဲ့ပေါ့လေနောက်တိုင်းပြည်တော့ကျွန်တော်တို့လူချင်းတောင်းတာတော့တိုင်းပြည်လုံးစစ်မှန်တဲ့တိုင်းသားဒီတိုင်းသားအားလုံးပါဝင်တဲ့နော်ဒီပေါ်မြေအောက်မကြအတူတကွပြည်သူ့ဆွေးနွေးဖြေရှာနိုင်မြေထာဝရတာယာဝပြောတဲ့ကျွန်တော်ဒိဗယ်ရှိတဲ့စစ်မှန်တဲ့ပြည်သူ့မြန်မာနိုင်ငံနဲ့နောက်ပြင်လို့စိတ်တက်ကိုပေါ်ဆောင်တဲ့နော်ကျွန်တော်တို့ဒီနေ့ငင်းငယ်ရေးဟိုကျွန်တော်နိုင်ငံတော်သမ္မတကိုရာဦးစီးဆောင်ရွက်ပြီးတော့အကောင့်ထဲပေါ်ပြီးတော့ဆောင်တဲ့အကြောင်းကျွန်တော်တို့မွန်ပြည်ကကောင်ဆယ်ကနေပြီးတော့ယူဒီလေးစားဆိုတဲ့တော့နှွေးစွမ်းဒီကုန်းချက်ပါတယ်ကျွန်တော်တို့ငင်းငယ်ရေးကိုကျွန်တော်ရအောင်ဆောင်ရပါမယ်နိုင်ငံတော်သမ္မတကြီးကငင်းငယ်ရေးကိုလိုချင်တဲ့ပုံဖြစ်ပါတယ်အကောင့်ထဲပေါ်တဲ့ကျွန်တော်တို့နှစ်ဖက်အဖွဲ့အစည်းရတယ်အင်မတန်လိုချင်ပါတယ်အတက်နဲ့လဲပြီးဘဝနဲ့လဲပြီးကျွန်တော်ဆောင်နေတာပါတက်ရအချက်ကပြည်သူတွေနဲ့ဒုက္ခတွေခံစားပြီးသားဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေကဒီစစ်ဆိုတာလုံးဝမလိုလားတော့ဒီတိုက်ပွဲပြိပခါဆိုတာမလိုလားတော့ဒါကိုကျွန်တော်တို့သိပါတယ်ဒါနံပါတ်1ကျွန်တော်ဂရုပြုမယ်ချက်နော်နောက်ဒုတိယအချက်ကဒီ conflict ဖြစ်နေတဲ့အခါမှာသူက post conflict ဆိုတာတတ်ရှိတယ်သူတို့ကတော့ကွယ်မှာရှင်းရမယ်လို့လည်းအများကြီးရှိပါတယ်ခုတော့တိုင်းပြည်ချစ်စိတ်နဲ့နှစ်ဖက်လုံးပါတော့အဖွဲ့အစည်းချစ်စိတ်နဲ့ကိုလူမျိုးချစ်စိတ်နဲ့ပြောနေကြတာဒါကျွန်တော်သဘောပေါက်ပါတယ်ကျွန်တော်ဒါတွေမဖြည့်ရှင်းမဲ့ထားကြမှာမဟုတ်ဘူးနော်လောလောဆယ်ကျွန်တော်ဖြည့်ရှင်းအစစ်နဲ့ကျွန်တော်ဖြည့်ရှင်းသွားတယ်စောစောလို့ peace လုပ်တဲ့ procedure အတိုင်း ceasefire လုပ်နေတယ် demining လုပ်မယ် relocation လုပ်မယ်စစ်စပ်ကပြည်သူတို့တယောက်လုပ်မယ်အဲ့ဒီ ceasefire မှာက step တွေအများကြီးကြာနေတယ်ပြီးတော့ကျွန်တော် post conflict ဆက်လက်ပြောဆောင်သွားပါမယ်နော်ကချင်ကကျွန်တော်တိုင်းတာဟုတ်တယ်မလားကရင်ကကျွန်တော်တိုင်းတာပါရှမ်းကကျွန်တော်တိုင်းတာပါမွန်ကျွန်တော်တိုင်းတာပါခင်ဗျားတို့ချစ်ထားတဲ့မယုံဘူးလို့ကျွန်တော်ထင်တယ်နော်ကျွန်တော်သမ္မတကြီးကခင်ဗျားတို့ချစ်ထားတဲ့ခင်ဗျားတို့လူမျိုးတွေပေါ်မှာချစ်တာမယုံလို့ကျွန်တော်ထင်တယ်ဒါကျွန်တော်မှန်တော့သစ္စာစကားပါဒါကျွန်တော်တို့ယုံမှာစူးစမ်းပြီးဆောင်ပါမယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာအားလည်းအားနာပါတယ်တယ်လီဖုန်းဆက်လို့ဆက်ပါတော့တူတူလေးပါကျွန်တော်တူတူလေးတစ်ခုပြောပါမယ်ငញ្ញိုင်းပေါ်ဆောင်နေတာသိရတာဝန်ပါတယ်ဒါပေမဲ့အတိုင်းတာတစ်ခုနဲ့နော်အမြန်ဆုံးအပြစ်ခတ်ရဆဲပြီးတော့အမြန်ဆုံးငញ្ញိုင်းရတယ်ဆိုတာကိုကဘာကသိအောင်အမြန်ဆုံးချိန်ညာပေးနေကြိုးစားပေးစေချင်ပါတယ်နောက်ပြီးကျွန်တော်တို့တိုင်းသားညီကိုတွေနဲ့ဒီပေါ့ပြည်တော်စုဆိုတဲ့စကားလုံးဟာကျွန်တော်တို့သုံးလာတာကြာပါပြီဒီနေ့နော်ပင်လုံမရှိခဲ့ရင်ပြည်တော်စုလည်းရှိမှာမဟုတ်ကျွန်တော်တိုင်းသားတွေလည်းညီညွတ်တိုင်းသားတွေအားလုံးညီညွတ်ညွတ်ညွတ်နဲ့ကျွန်တော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ပြည်တွင်းမှာရောပြည်ပမှာရောခွဲခြားမှုတွေဘာမှမရှိဘူးလေနော်ကျွန်တော်တို့အားလုံးတညီကျွတ်ကျွတ်ကြိုးစားကြပါတယ်